Okay သင်ရိုးစာအုပ်တွေကစာမျက်နှာ6ကိုတူတူသွားပြီးတော့လေ့လာကြည့်မယ်နော်စာမျက်နှာ6မှာကောင်းစဉ်တက်ထားပေးတာကအတ္တတန်8မျိုးလေ့ကျင့်ပုံဆိုပြီးမှအဲ့ဒီအတ္တတန်ထဲကမှာပေါ့နော်နံပါတ်5ခုမြောက်ဖြစ်တဲ့မဲ့ကုံမတ္တကိုတူတူလေ့လာကြည့်မယ်နော်မအတ္တပါစပ်ပိတ်ပါတဲ့တော့တခါမှတ်ချက်ပေးတယ်နော်โอเคအဲ့တော့ကျွန်တော်တို့မစခင်သူ့ရဲ့မှတ်ချက်ကလေးကိုအရင်တော့ကြည့်မယ်မအတ္တတီတဲ့အတန်ထွက်နောက်ဆုံးပုံအနေထားသည်ပါစပ်ပိတ်ရမည်တဲ့မဟုတ်ပြီနော်အဲ့ဒီလိုမျိုးအတန်ထွက်နေထွက်ကြည့်လိုက်မပါစပ်ကလေးပိတ်တဲ့ဆိုတဲ့အနေထားကိုကျွန်တော်တို့မှတ်ထားရမယ်နော်ဥမာပြုံးသည်ကိုရင်လိုက်တီကိုตามလှပတီကိုငามစမ်းမီတီကိုชิมရေတောက်တီကိုดื่มน้ำလိမ္မော်တီကိုส้มဟုတ်ပြီနော်โอเคဒီနေရာမှာကျွန်တော်တို့စာလုံးပေါင်းမှားတဲ့ပထမသင်ရိုးစာအုပ်တွေရှိတယ်ပေါ့နော်အဲ့ဒီသင်ရိုးစာအုပ်တွေကင်ထားတဲ့သူတွေဒီနေရာမှာတစ်ချက်လောက်ပြင်ပေးဖို့တတိထားရမယ်နော်โอเคအဲ့တော့နောက်တစ်ခါပြန်ပြီးတော့ဖတ်ကြည့်မယ်နော်ยิ้มตามงามชิมดื่มน้ำส้มဟုတ်ပြီနော်နံပါတ်6ข้อ6သွားပြီးလေ့လာကြည့်မယ်နော်မဲကိုကကြည်တက်ကိုအတူတူလေ့လာကြည့်မယ်သူရဲ့မှတ်ချက်ကိုတော့ကြည့်မယ်ကကြည်အတ္တတန်တဲ့အတန်ထွက်နောက်ဆုံးပုံအနေထားသည်တဲ့ရှာရင်းဖြစ်အာတီးကိုပိတ်ထိုင်ရမည်တဲ့ရှာရင်းဖြစ်အာတီးကိုပိတ်ထိုင်ရမယ်ကအတန်ထွက်ကြည့်နော်ကကြီးဆိုတဲ့အတန်ကိုထွက်ကြည့်ကကြီးအဲ့ဒီကဆိုတဲ့ရှာအနေထားလေးကိုမှတ်ထားပြီးတော့ထွက်ပေးရမှာပေါ့နော်အဲ့မှာပထမဆုံးအချစ်ကိုรักလို့အတန်ထွက်တယ်နော်รักချက်တယ်တော့ချစ်ချင်းလို့ဆိုလိုတာနော်ပါစပ်ကိုပါနည်းနည်းဆွဲပြီးနော်ဒီမှာမြန်မာအတန်ထွက်ကပဆိုပြီးတော့ရေးထားနော်ပါအတန်ဆွဲတယ်ပေါ့နော်ပြီးခါမှာဆိုရင့်မဲ့ဒီတချို့သင်ရိုးစာပထမသင်ရိုးစာအုပ်ဒီမှာမှားနေတာရှိတယ်ပေါ့နော်တတိထားကြီးပြင်ပြရမယ်နော်ဆိုရင့်မဲ့ဒီဆိုတဲ့အဓိပ္ပာယ်ထွက်မယ်နော်ပြီးခါမှာနားတီကိုพักကလေးကနေမှန်တီကိုထိုးโอเคဒီမှာဒီထိုးကမှန်တယ်လို့အဓိပ္ပာယ်ကောက်လို့လည်းရတယ်ဥပမာချဲတွေထီတွေပေါက်တာကိုလည်းထိုးလည်းသုံးတယ်နော်ပြီးခါမှာဈေးတော်တာလည်းထိုးပဲနော်ဒီအဓိပ္ပာယ်ကိုရင်ဆိုင်ရတဲ့အနေထားပေါ့နော်အခြေအနေပုံမူတည်ပြီးတော့အဓိပ္ပာယ်ကောက်ရတာဖြစ်ပါတယ်ပေါ့နော်โอเคအဲ့တော့နံပါတ်6ခေါဟုတ်ဖို့ပြန်ပြီးတော့ဖတ်ကြည့်မယ်နော်รักปากโศกพักเด็กถูกโอเคဒီတိုင်းလေးနော်